fashion school မှာ fashion design တက်နေတယ်လို့ပြောလိုက်ရင်လူများစုမြင်လေးရှိတာဒီတိုင်းအဝတ်စား design လှလှလေးဆွဲနေပဲပေါ့ဒါပေမဲ့တကယ်တမ်း fashion student တယောက်ရဲ့ဘဝဟာပကြီးဆွဲရတဲ့အများကြီးပုံမှန်ကျက်ပြက်ပြီးတော့စိတ်ခုံမှုတွေနဲ့ပြည့်နေနေပါတယ် fashion student တယောက်ကတကယ်တမ်းဘာတွေလုပ်ရလဲဆိုတော့ဒီနေ့ရဲ့ video လေးမှာမျှဝေပေးလိုက်ပါတယ်Number 10 Research and Concept Development Design တစ်ခုစမဆွဲခင်မှာကိုယ့်ရဲ့ concept အယူအဆကခိုင်မာမာရှိနေဖို့လိုအပ်ပါတယ် concept ကဖို့အတွက် source တွေကနေ inspiration ယူပြီးတော့မူပေါ်တွေဖန်တီးရပါတယ်ပြီးတော့လက်ရှိ fashion industry မှာဘာတွေခင်းစားနေလဲနောက်လာမယ့်ရာသီတွေမှာဘာတွေရေးပန်းစားလာမလဲဆိုတာကို trend analysis တွေလုပ်ရပါတယ်ဒီဇိုင်းဆွဲတဲ့အခါမှာလည်းလက်နဲ့ဆွဲရုံတည်းမဟုတ်ပဲနဲ့ Procreate, Adobe Photoshop, Adobe Illustrator စတဲ့ digital software တွေကိုကျွမ်းကျင်စွာအသုံးပြုတတ်ရပါမယ်ဒီဇိုင်းဆွဲရုံနဲ့မပြီးပါဘူးထွက်လာမယ့်အထည်နဲ့ကန့်ညီမဲ့ပိတ်စတွေကိုဈေးတွေမှာဒီနေ့ကိုလက်ပတ်ပြီးရှာရပါတယ်ပြီးတော့ pattern ထုံးမယ် draping လုပ်မယ်နောက်ဆုံးမူရင်းထည်မချုပ်ခင်မှာထွားလို့ခေါ်တဲ့နမူနာထည်ကိုရင်ချုပ်ပြီးတော့ fitting ချရပါတယ်လိုအပ်သလိုအချိန်ချင်းပြင်ဆင်ပြီးတော့မှတကယ်အထည်ချုံချုပ်ရတာပါအထည်တွေပြီးသွားပြီမဲ့လည်းအလုပ်ကတော့မပြီးသေးပါဘူး model နဲ့ collection photo shoot တွေကိုစီစဉ်ရပါတယ်နောက်ဆုံးကျမှကိုယ့်ရဲ့ career နဲ့ master အတွက်လိုအပ်တဲ့ fashion portfolio ကိုပြင်ဆင်ရပါတယ် fashion designer တယောက်ရဲ့ဘဝဆိုတာပီဂျိုးတွေစက်ကူတွေပိတ်စရဲ့ကြားမှာအဲ့ချိန်နည်းနည်းလေးနဲ့ရုပ်ကဲနေရတာပါဒါပေမဲ့ကိုယ်ရဲ့စိတ်ကူးခဲတဲ့ design တစ်ခုကအဝတ်စားတစ်ခုဖြစ်တော့ပဲလှုပ်ရှားရတဲ့အခါမှာတော့ရလိုက်တဲ့ PT ကတော့ဘာနဲ့မှမလဲနိုင်ပါဘူး